ကျမဒီဗီဒီယိုတင်လိုက်တဲ့အချိန်မှာတချို့လူတွေနားမလည်ကြဘူးဖြစ်နေကြတယ်ပေါ့နော်အဲ့ဒါဘာဖြစ်တာလဲဆိုမှလေတကယ်တမ်းတော့လေကျမအဲ့ဒီဗီဒီယိုတင်တဲ့အချိန်မှာဗီဒီယိုရဲ့အစနာလေးမှာသူဗာလဲဖြစ်ရတဲ့အကြောင်းရင်းရေးထားပြီးတယ်အဲ့ဒါကိုတတိမထားမိကြဘူးထင်တယ်အဲ့ဒါကိုမတတိမထားမိကြဘဲနဲ့အောက်ကဘာသာပြန်ထားတဲ့စာသားကိုပဲကြည့်လိုက်မိလို့ထင်တယ်ဒီလားပြီးရင်ကျမအတစ်လုပ်တဲ့အချိန်မှာလည်းတတိချာချာအဲ့ဒါကိုတတိမထားမိလိုက်ရောအဲ့ဒီခေါင်းစဉ်ကိုအရှိကြီးဆွဲထားရမှာပေါ့နော်ဒါပေမဲ့ခဏလေးပဲဘယ်နှစ်စက္ကန့်လဲမသိဘူး34စက္ကန့်လားမသိအဲ့တော့ပဲဆွဲထားမိနေချင်တာအဲ့တော့လူတွေကမတွေးကြလို့နားမလဲကြောက်ဖြစ်နေကြတာပါเนาะကျမအမှခေါင်းစဉ်ရေးထားပေးပါတယ်အဲ့ဗီဒီယိုရဲ့အစကိုပြန်ကြည့်ပေးပါเนาะကျမဒီမှာလဲပြထားပေးမယ်เนาะဒီမှာလဲပြထားပေးမယ်အဲ့ဒါခုဖောင်းအခုတလောဖြစ်နေတယ်ပေါ့เนาะအခုတလောဖြစ်နေတဲ့ကိစ္စပါအဲ့ဒီတခုပဲမဟုတ်တခြားပြဿနာတွေလည်းရှိသေးတယ်ဒီလားအဲ့လိုမျိုးဖြစ်နေကြတာเนาะအားလုံးလဲနားလည်မယ်ထင်ပါတယ်เนาะ